Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဒေါက်တာခွန်သူရဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့မှာတော့ခွေးလေးတွေကြောင်လေးတွေမှာဘယ်လိုမျိုးသောဗိုက်တာမင်တွေချို့တဲ့တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ဝမ်းလျှောတာမျိုးကိုဖြစ်စေနိုင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးမှကျွန်တော်အနေနဲ့ဒီနေ့မှာဆွေးနွေးပြောပြပေးသွားမယ်ပေါ့နော်အဲ့တော့ခွေးလေးတွေကြောင်လေးတွေမှာကျွန်တော်တို့ဗိုက်တာမင် B3 ချို့တဲ့တဲ့အခါမျိုးပေါ့နော်ကျွန်တော်တို့ဒီအနေနဲ့အင်္ဂလိပ်လိုအခေါ်အရဆိုရင်နိုင်ယာဆင်လို့ခေါ်တယ်ပေါ့နော်ဒီရဲ့ဗိုက်တာမင်သာချို့တဲ့ခဲ့မယ်ဆိုလို့ရှိရင်ဝမ်းလျှောတာမျိုးကိုကျွန်တော်တို့ဒါသွားပြီးမှတွေ့ရလိမ့်မယ်ပြီးသွားလို့ရှိရင်ဗိုက်တာမင် B12 ချို့တဲ့တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ခွေးလေးတွေကြောင်လေးတွေမှာကျွန်တော်တို့ဝမ်းလျှောတဲ့ပြဿနာမျိုးကိုဒါသွားပြီးမှတွေ့ရလိမ့်မယ်ပေါ့နော်ကြောင်လေးတွေမှာထူးခြားတာတစ်ခုကဘာလဲဆိုလို့ရှိရင်ဗိုက်တာမင် B9 ချို့တဲ့တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်းဝမ်းလျှောတာမျိုးကိုကျွန်တော်တို့သွားပြီးမှတွေ့ရနိုင်တယ်ဗိုက်တာမင် B9 ဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဗိုက်တာမင် B12 ချို့တဲ့ရင်ကျွန်တော်တို့ဒါချို့တဲ့တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအနေနဲ့ဒီရဲ့ဗိုက်တာမင်တွေချို့တဲ့တယ်ဆိုလို့ရှိရင်လည်းခွေးလေးတွေကြောင်လေးတွေမှာဝမ်းလျှောတာမျိုးကိုဖြစ်စေနိုင်တယ်ပေါ့နော်